ခုကျွန်တော်တို့က reading နဲ့ပတ်သက်တဲ့ဟာလေးကိုကျွန်တော်တို့ဖတ်ကြည့်မယ်နော်အဲ့တော့ဒီ reading အပိုင်းကလည်းပဲအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ vocab တွေတိုးတက်လာဖို့အတွက်ပြီးတော့ sentence structure တွေကိုနားလည်ဖို့အတွက်ပြီးတော့ sentence ကိုဘယ်လိုတည်ဆောက်ထားသလဲဒါကိုကျွန်တော်တို့နားလည်ဖို့အတွက်အင်မတန်အရေးကြီးဟုတ်ပြီနော်ဒါကြောင့်မလို့ဒီ reading ကိုကျွန်တော်တို့ဖတ်ကြည့်နော်ဒီ reading ကခေါင်းစဉ်က be like salt ဟုတ်ပြီနော် be like salt စားလို့ကျင့်ကြံပါလို့ပြောချင်တယ်ဒီစာကြောင်းကိုကျွန်တော်တို့စကြည့်မယ်You may not always be noticed, praised, or fully appreciated in every room you enter, but your absence changes everything. ဒီမှာကျွန်တော်တို့ verb ကိုရှာ okay အဲ့တော့ may not always be noticed အဲ့ဒါ verb okay အဲ့တော့ praise အဲ့ဒီကောင်လည်း verb ထဲမှာပါတယ် or fully appreciated ဒီကောင်လည်း verb ဟုတ်ပြီနော်အဲ့တော့ဒါဆိုလို့ရှိရင်ဒီကောင် verb ဖြစ်သွားပြီဆိုတေချာပေါ့ဒီ you ကအဲ့ကောင် subject ဖြစ်တယ်ဒီကောင်က verb ဖြစ်သွားပြီ in every room you entered အဲ့တော့အဲ့ဒီအစုအဝေးလိုက်ကြီးက adverb phrase of place လို့ခေါ်တယ်နေရာကိုပြတဲ့ adverb phrase of place ပေါ့နော် but your absence changes everything အဲ့တော့နောက်ကစာမှာလည်းပဲသူက but ဆိုတဲ့ coordinate conjunction ကိုခံပြီးတော့နောက်စာကြောင်းတစ်ခုဆက်တယ် your absence changes everything အဲ့ changes က verb အဲ့တော့သူရှင်းမှာရှိတဲ့ကောင်က subject သူနောက်မှာရှိတဲ့ကောင်က everything ကအဲ့ဒီကောင် object ဖြစ်သွားတယ်အဲ့ဆိုရင်ဘာသာပြင်လို့ရသွားပြီ you may not be noticed always be noticed be က verb to be ဖြစ်တယ် notice မှာ ed ပါတယ် praise မှာ ed ပါတယ် appreciated မှာ ed ပါတယ်အဲ့ကောင်အကုန်လုံး verb 3 verb to be နဲ့ verb 3နဲ့ဟုတ်ပြီနော် verb to be နဲ့ verb 3နဲ့ပေါ်လာအဲ့ကောင် passive ရှေ့ရကောင်ကျွန်တော်ကဂုဏ်နဲ့ဘာသာပြင်ရမယ် then go may not always be noticed အမြဲတမ်းအတိမပြုခံရမှာမဟုတ်သင်ဟာအမြဲတမ်းအတိမပြုခံရမှာမဟုတ်ဘူးချီးကျူးခံရမှာမဟုတ်ဘူး or ဒါမှမဟုတ် fully appreciated အပြည့်အဝအတိမပြုခြင်းခံရမှာမဟုတ်ဘူး in every room you enter မင်းဝင်သမျှအခန်းတိုင်းအဲ့တော့ room နဲ့ you ရဲ့ကြားထဲမှာ relative pronoun that ဆိုတာကိုမြုပ်ထားတယ်ဟုတ်ပြီနော်အဲ့တော့မြုပ်လို့ရဘာကြောင့်ဆို every room အဲ့ room ဆိုတဲ့စကားလုံးက object ကိုသူ့နောက်မှာလာတဲ့ relative pronoun မှာညှိုးနေဆိုရင်အဲ့ကောင်မြုပ်လို့ရတယ်အဲ့ကောင် omission လို့ခေါ်တယ်အဲ့တော့ you enter မင်းဝင်သောအခန်းတိုင်းဖြစ်သွားတယ်ပြောချင်တာမင်းရောက်ရာအရက်မှာမင်းရောက်တဲ့နေရာတိုင်းမှာမင်းဟာအတိမပြုခံရတာချီးကျူးခံရတာနော်သတိထားမိခြင်းကိုခံရတာမျိုးတွေဖြစ်ချင်မှဖြစ်လိမ့်မယ် but ဒါပေမဲ့ your absence မင်းရဲ့ကင်းမဲ့ခြင်းပြောချင်တာကမင်းမရှိခြင်းလို့ပြောချင်တာသူတို့အတိုင်းဝန်းကြားထဲမှာသူတို့အဲ့ဒီနေရာလေးမှာမင်းမရှိတော့ခြင်းက changes ပြောင်းလဲသွားစေတယ် everything အရာရာတိုင်းကိုပြောင်းလဲသွားစေနောက်တော့ကြောင့် real value isn't always loud ဟုတ်ပြီနော်ဒီစာကြောင်းလေးကတော့ရိုးရှင်း real value အဲ့ဒီကောင်ကဘာကြီးလဲအဲ့ဒီကောင်က subject ဖြစ်တယ် isn't always loud isn't ကအဲ့ကောင် verb နောက်က always loud ဆိုတဲ့စကားလုံးကအဲ့ဒီကောင် complement ဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ subject verb complement နဲ့ဖွဲ့စည်းထားတယ် real value တန်ဖိုးစစ်တန်ဖိုးမှန်ဟာ isn't always loud အမြဲတမ်းအတန်မကျယ်ဘူးစစ်မှန်တဲ့တန်ဖိုးလို့မြည်ပြီးအတန်ကျယ်စရာမလိုဘူး sometimes the most important people are the ones quietly bringing balance sometimes ဆိုတာကဒီကောင်က adverb ဖြစ် the most important people အဲ့ဒီကောင်က subject ဖြစ် the most important people are အဲ့ကောင်က verb the ones တို့တွေပဲဖြစ်တယ်ဆိုတော့ဒီကောင်က complement ဖြစ် quietly bringing balance အဲ့တကြောင်းလုံးဒီအဲ့ဒါ complement okay peace ငြိမ်းချမ်းခြင်း support နော်ထောက်ပံ့ခြင်း and ပြီးတော့ consistency တည်မြဲခြင်း into the lives around them အဲ့ဒီ into their life around them ဆိုတာကအဲ့ဒါ adverb phrase of direction ကိုပြောတာအဲ့တော့ဘာဖြစ်သွားလဲဆိုလို့ရှိရင်တစ်ခါတလေမှာအရေးကြီးဆုံးလူပုဂ္ဂိုလ်တွေဆိုတာကနော်သူတို့ရဲ့ပတ်လည်မှာရှိနေတဲ့လူတွေရဲ့ဘဝတဲကိုတည်မြဲခြင်းတွေထောက်ပံ့ခြင်းတွေငြိမ်းချမ်းခြင်းတွေနဲ့ညီညွတ်မျှတခြင်းတွေကိုတိတ်တဆိတ်ယူဆောင်လာပေးကြတဲ့သူတွေပဲဖြစ်တယ် okay အဲ့တော့ဒီ and consistency ပေါ့အဲ့ the one ကအဲ့ဒီကောင် complement ရဲ့တစ်ခုလုံးက okay နောက်တော့ကြောင့် not everyone will recognize your importance while you're present not everyone အဲ့ဒီကောင်က subject ဖြစ် will recognize အဲ့ကောင် verb ဖြစ် your importance အဲ့ဒီကောင်က object ဖြစ် while subordinate conjunction ဖြစ်တယ်ဒီစာကြောင်းကိုကျွန်တော်က complex sentence လို့ခေါ်တယ် okay while you're present you are present မင်းရှိနေစဉ်မှာ while ကစဉ်မှာ
because ဒီကောင်ကလည်း subordinate conjunction ပဲအဲ့တော့ဒီအရှိရတစ်ကြောင်းမှာတစ်ပိုင်းဖြစ်သွားပြီအဲ့ကြောင့်မင်းတည်ရှိနေချိန်မှာနော်လူတိုင်းကမင်းရဲ့အရေးကြီးမှုကိုသိမှတ်နားလည်ကြမှာမဟုတ်ဘူး because က subordinate conjunction people အဲ့ကောင် subject often က adverb or frequency လို့ခေါ်တယ်အဲ့ဒီကောင်က main verb ရဲ့အရှိမအမြဲတမ်းနေတယ် get used to နေသားကျသွားခြင်းကိုပြောတယ်နေသားကျသွားပြီး what consistently adds value to their life အဲ့ဒီ what consistently ဆိုတာအဲ့ကောင် subject adds က verb value ဆိုတာ object to their life ဆိုတာ adverb phrase of direction ကိုပြောခြင်း okay အဲ့ဒါဆိုဘာဖြစ်သွားမလဲ because ဘာကြောင့်လဲဆိုတော့ people often get used to လူတွေကအခါကျသွားပြီ what consistently add ပုံမှန်ထည့်နေတဲ့ value ဆိုတာတန်ဖိုးတွေ to their life သူတို့ဘဝမှာပုံမှန်ရရှိနေတဲ့ပုံမှန်ထည့်သွင်းပါဝင်နေတဲ့တန်ဖိုးတွေနဲ့သူတို့ဟာအသားကျသွားပြီဖြစ်တဲ့အတွက်ကြောင့်เนาะလူတိုင်းကမင်းရဲ့အရေးကြီးမှုကိုမင်းသူတို့ထဲမှာရှိနေသမျှเนาะရှိနေစဉ်မှာသူတို့ဒါကိုနားလည်ကြမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဘဝမှာပုံမှန်တန်ဖိုးဖြည့်ပေးနေတဲ့အရာတစ်ခုအပေါ်မှာဘာပြောဒီ what consistently ဆိုတာအဲ့ဒီကောင်က subject ပုံမှန်ထည့်ပေးနေတဲ့အရာ adds ထည့်ပေးတယ်လို့ပြောတာသူတို့ဘဝတွေထဲမှာ to their life သူတို့ဘဝတွေထဲမှာပုံမှန်တန်ဖိုးတစ်ခုထည့်ပေးနေတဲ့အရာကိုသူတို့ကအသားကျသွားပြီဒီအရာငါတို့စီမှာအမြဲရှိတာပဲเนาะစသဖြင့်ဒီအရာငါတို့အမြဲတမ်းတန်ဖိုးပေးနေတာပဲအဲ့ဒီလိုမျိုးအသားကျသွားပြီဖြစ်တဲ့အတွက်မင်းဟာသူတို့ကြားထဲမှာရှိနေစဉ်မှာတော့သူတို့ဟာမင်းရဲ့အရေးကြီးမှုကိုနားလည်ကြမှာမဟုတ်ဘူးနောက်တစ်ကြောင်း it's only one အဲ့ဒီ it's only one ဆိုတာကကျွန်တော်တို့ကအလွတ်နီးပါးကိုကြက်ထားရမယ်chunk တစ်ခုဖြစ်တဲ့တွဲလုံး it's only one အဲ့ဒါကဘယ်အခါကျမှဖြစ်တယ်လဲဆိုရင်ဒါဟာဘယ်အချိန်မှဖြစ်တယ်လဲဆိုရင်အဲ့လိုပြောချင်လို့ရှိရင် it's only one that presence disappears that they truly understand the difference it made it's only one အဲ့ဒါကဘယ်အချိန်ဖြစ်လဲ that present disappear that present disappear ဆိုတာ that present အဲ့ဒီကောင်က subject disappear ကအဲ့ကောင် verb that present အဲ့ဒီတည်ရှိမှုတွေက disappear ပျောက်ကွယ်သွားတဲ့အခါမှသာနေသူတို့တွေနားလေ that they truly understand သူတို့အဲ့ကြရင်တေးသေးချာချာကိုနားလည်လာတယ် the difference it made သူတို့တွေမရှိတော့တဲ့အခါမှာဘယ်လိုခြားနားမှုတွေဖြစ်သွားသလဲအဲ့ဒီတော့သူတို့ကိုတန်ဖိုးတွေအများအားပေးနေတဲ့လူပျောက်ကွယ်သွားတဲ့အခါမှသာနေအဲ့ဒီလူရဲ့တန်ဖိုးအဲ့ဒီအရာရဲ့တန်ဖိုးအဲ့ဒီအရာမရှိခြင်းရဲ့ခြားနားမှု the difference it made เนาะဒီအရာပျောက်ကွယ်သွားတဲ့အခါမှာဘယ်လိုခြားနားမှုတွေကိုပေါ်ဆောင်သွားသလဲအဲ့ဒီခါကြတော့မှလည်းအပြည့်အဝသူတို့ကနားလည်တာဖြစ် so don't measure your worth by attention alone so ဒါကြောင့်မို့လို့เนาะ don't measure အဲ့ဒါ imperative အမိန့်ပေးတာ don't measure မတိုင်းတာနဲ့ your worth เนาะ your worth ကအဲ့ဒီကောင် object okay your worth မင်းရဲ့ထိုက်တန်မှုကို by attention လူတွေရဲ့အာယုံစိုက်မှုနဲ့အလုံးတစ်ခုတည်းအဲ့တော့ဒါကြောင့်မို့လို့မင်းရဲ့တန်ဖိုးကိုလူတွေရဲ့အာယုံစိုက်မှုတစ်ခုတည်းနဲ့မတိုင်းတာပါနဲ့ကိုကလူတွေရဲ့အာယုံစိုက်မှုကိုမရထားတဲ့အတွက်ကိုဟာအရေးမပါဘူးဆိုပြီးတော့ဘယ်တော့မှမဆုံးဖြတ်နဲ့အဲ့ဒီပေတံနဲ့ဘယ်တော့မှမတိုင်းနဲ့လို့ပြောချင် some of the most powerful impacts အဲ့ဒီတစ်ခုလုံးဒီအဲ့ဒါ noun phrase လို့ခေါ်တယ်အဲ့ဒီကောင်က subject are felt အဲ့ဒီကောင်က verb more deeply than they are seen အဲ့ဒီစုလုံးဒီ adjective phrase ဖြစ်ဟုတ်ပြီနော်အဲ့တော့ဘာဖြစ်သွားလဲ are felt ဆိုတဲ့အတွက် verb to be နဲ့ felt ဆိုတာက feel ရဲ့ verb 3ပေါင်းလိုက်တဲ့အတွက်အဲ့ကောင် passive ဖြစ်သွားတယ် okay အဲ့ဒါဆိုဒီရှိရကောင်ကို go နဲ့ဘာသာပြန် some of the most powerful impacts တိတ်ကိုအားပြင်းဆုံးသောအကျိုးသက်ရောက်မှုအချို့ကို are felt ခံစားရစေတယ် more deeply နက်နက်ရှိုင်း than they are seen အပေါ်ရမြင်သာတဲ့အရာထက်စိတ်ထဲမှာခံစားရစေတာဖြစ်ပြောချင်တဲ့သဘောကအစွမ်းအထက်ဆုံးသောအကျိုးသက်ရောက်မှုတွေဟာမျက်စိနဲ့မြင်ရတာထက်စိတ်ထဲမှာနက်နက်ရှိုင်းပို့ပြီးတော့ခံစားရစေတာဖြစ်တယ်လို့ပြောချင်တယ် okay